ဒီနေ့ညမှာတဝကြီးကြည့်ရှုရတော့မဲ့မြန်မာဖိုက်တာ3ဦးရဲ့ညပရိသတ်ကြီးပရိသတ်တို့သိတဲ့အတိုင်းပါပဲဒီနေ့နိုမာလာ9ရက်နေ့ညမှာဆိုရင်တော့မြန်မာဖိုက်တာတွေရဲ့ပွဲကြီးပွဲကောင်းတွေကိုတဝကြီးကြည့်ရှုအားပေးရတော့မှာပါနော်မြန်မာပရိသတ်တွေပြီးမြန်မာဖိုက်တာ3ယောက်စလုံးကိုအောင်ပွဲစင်မြန်းစီချင်တာကတော့အားလုံးရဲ့ဆန္ဒဖြစ်မဲ့ချင်ပါတယ်။ကြားပြဒီနေ့ညကတော့မြန်မာဖိုက်တာ3အတွက်အမားမခံနိုင်ပွဲရရှိဖို့ရှင်ပြိုင်ထိုးသွင်းရမယ့်အရေးကြီးတဲ့ညတညလည်းဖြစ်ပါတယ်။နံပါတ်1ဘရိုနီကာချန်ပီယံခပတ်အတွက်ကြိုးစားနေတဲ့ဘရိုနီကာကဒီနေ့ညမှာဆိုရင်တော့တရုတ်ဖိုက်တာနဲ့ရှင်ပြိုင်ထိုးသွင်းရမှာဖြစ်ပါတယ်။ One Championship ကအစောပိုင်းပွဲတက်ပေးခဲ့တာကတော့ကက်ပေါင်စင်ပီယံမှာ Anderson Maxson နဲ့ပါ။ဒါကြောင့်လေဘရိုနီကာအနေနဲ့ကက်ပေါင်စင်နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းပိုင်းတွေကိုကြိုတင်လေ့လာပြီးတော့ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပွဲရဲ့နိခါကြားမှာ Anderson Maxson ကသူမရဲ့ကိုယ်ကိုယ်တာကိစ္စကြောင့်ပွဲပြတ်သွားခဲ့ရပါတယ်။ဒါကြောင့်လေ One Championship ကဘရိုနီကာကိုနောက်ထပ်တရုတ်ဖိုက်တာနဲ့မွေထိုင်းပွဲတည်ပေးလိုက်တာဖြစ်ပါတယ်။ဘာလာလာလက်ခံပြီးတော့ထိုးသက်ရင်ဆိုင်မှုအဆင်သင့်ဖြစ်နေတဲ့ဘရိုနီကာအတွက်ကဒီပွဲကတော့အေးစေးပါပဲနော်ဒီပွဲမှာဆိုရင်တော့လက်သီးထိုးချက်တွေအပြင်အမြင့်ကန်ချက်တထောင်ရိုက်ချက်တွေကိုပါထုတ်သုံးသွားမှာဖြစ်ပြီးတော့အလဲချိုးနဲ့ပွဲသိမ်းနိုင်ဖို့အတွက်စူးစမ်းသွားမယ်လို့လည်းဘရောကဆိုပါတယ်။ One Championship မှာချန်ပီယံဖြစ်ဖို့အတွက်စူးစမ်းနေတဲ့ဘရိုနီကာတယောက်တဆင့်ချင်းတက်လှမ်းရမှာပါ။နောက်ပွဲထိုးသက်ထားပြီးတော့နောက်ပွဲစလုံးအတွက်ဘောနက်စုတွေရရှိအောင်စွမ်းဆောင်နိုင်ခဲ့လို့လေဒီပွဲကိုသာအနိုင်ထိုးသက်နိုင်မယ်ဆိုရင်တော့ချန်ပီယံခပတ်အတွက်တဆင့်တိုးမျှော်လင့်လို့ရနိုင်ပြီဖြစ်ပါတယ်။နံပါတ်2တန်စင် One Championship တဲ့ပွဲထွက်ပွဲစဉ်တွေမှာတာထွက်ကောင်းခဲ့သလိုပရိသတ်အားပေးမှုကိုရရှိခဲ့တဲ့တန်စင်ကအခုနောက်ပိုင်းပွဲတွေမှာတော့ရှုံးပွဲဆက်ခဲ့တာကြောင့်ပရိသတ်တွေကအားမလို့အားမရဖြစ်ခါဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ fighter တူဖြစ်ပါတယ်။ဒါကြောင့်တန်စင်အနေနဲ့ fighter ဘဝမှာနာမည်ကောင်းပြန်လည်ရယူနိုင်ဖို့ပရိသတ်တွေယုံကြည်မှုပြန်လည်ရရှိစေဖို့အတွက်ဒီနေ့ညပွဲကတော့အနိုင်ရရှိမှဖြစ်မဲ့အရေးကြီးဆုံးညတညဖြစ်ပါတယ်။လိုအပ်တဲ့နီးစနစ်ပိုင်းတွေကိုလည်းစူပါလက်ဂျမ်မာလေ့ကျင့်သင်ကြားနေပြီဖြစ်တာမို့တန်စင်တယောက်အကောင်းဆုံးပုံစံနဲ့ဒီနေ့ညမှာပြန်လာနိုင်မယ်လို့မျှော်လင့်ရပါတယ်။တန်စင်အတွက်ကတော့မာကုံမြင့်တမိုးနဲ့စိတ်တည်ငြိမ်မှုရှိဖို့ကအဓိကလိုအပ်နေတယ်လို့မြင်မိပါတယ်ရှင်။ကိုယ့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးတော့အားသာချက်တွေကိုထုတ်သုံးကဒီနေ့ညမှာနိုင်ပွဲရလက်ဖော်ဆောင်နိုင်ပါစေ။တန်စင်တယောက်ပရိသတ်တွေရဲ့ယုံကြည်အားပေးမှုတွေကိုပြန်လည်ရရှိပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်တန်စင်။နံပါတ်3ဇိုနာဦးဒီနေ့ည One Championship မှာရှင်ပြိုင်ကစားကြမဲ့မြန်မာဖိုက်တာတွေထဲမှာမြန်မာ KM ဖိုက်တာဇိုနာဦးရဲ့တွဲဆိုင်လဲပါပါတယ်ရှင်ဇိုနာဦးကထိုင်း KM ဖိုက်တာနဲ့ထိုးသက်ရမှာမို့ဘသူကိုအားပေးရမလဲရွေးချယ်ရခက်နေပြီဆိုတဲ့ကရင်တွေလည်းများနေလောက်ပါပြီနော်ဇိုနာဦးရဲ့ပွဲကတော့မြန်မာစံတော်ချိန်ဆိုရင်ည8နာရီဝန်းကျင်မှာထိုးသက်သွားမှာဖြစ်လို့ပရိသတ်တို့အနေနဲ့အစောကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇိုနာဦးကတော့ One Championship မှာတပွဲထိုးသက်ထားပြီးတော့အရှုံးနဲ့ရင်ဆိုင်ထားရတဲ့ fighter ဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့်လည်းပရိသတ်တွေကအားမလို့အားမရဖြစ်ခဲ့ကြရတယ်ဆိုတာကတော့အမှန်ပါပဲရှင်။ဇိုနာဦးအတွက်အရှုံးတွေကယုံထားဖို့ဒီပွဲကနိုင်ပွဲဖော်ဆောင်ရမယ့်ပွဲဖြစ်နေပါတယ်။လက်သီးပြင်းပြင်းခြေကမ်းချက်ပြင်းပြင်းနဲ့ပြိုင်ဘက် fighter ကိုရင်ဆိုင်ထိုးသက်သွားပါဇိုနာဦးရေ။ဒီနေ့ညမှာတော့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကဲပရိသတ်ကြီးဒီနေ့ညမှာရှင်ပြိုင်ထိုးသက်သွားမဲ့ဒီ fighter 3ယောက်ထဲမှာဘသူကိုအားရဆုံးလဲအခုပြပြပေးသွားတဲ့ fighter 3ယောက်နဲ့ပတ်သက်ပြီးတော့ရက်လက်ပိုင်းရောဘယ်လိုထွက်မယ်ဆိုတာပရိသတ်ကြီးတို့ခံမှန်းထားတာရှိရင်လည်းပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်